baila lento, 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 baila lento,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  lento, baila lento. ကဲ welcome back တာရီတို့ဒီနေ့ဗီဒီယိုမှာ solo versus squad ထဲက 1v4 clash တွေကြီးပဲရွေးပြီးတင်ပေးထားတယ်ကွာကဲဗီဒီယိုစောအောင်ကြည့်လိုက်ကြတော့ဒီ 1v4 မှာငါခုပဲ squad တစ်ခုပဲလို့ပြီးတာကွာနောက်တစ် squad ကငါရှိရောက်လာတာငါကြည်လည်းမကောက်ရသေးဘူးဂန်းထဲမှာကြည်တောင်းမှမရှိဘူးကွာအဲ့ဒါ grenade molotov smoke နဲ့ငါဘယ်လို squad white ထားလဲဆိုတာတစ်ချက်ကြည့်ငါ teammate က drop တော့ကောက်တာကို enemy ရဲ့တပ်လိုက်တယ်ကွာအဲ့ enemy တွေကို reflex လှလှလေးနဲ့ဘယ်လိုပြန်ပြီးအိမ်ထားလဲဆိုတာတစ်ချက်ကြည့်哦，要赢哦！ဘေလို့တစ်ခွက်ရှော့ ဘေလို့တစ်ခွက်ရှော့သွားခဲ့ပြီခင်ဗျာ ဒီ 1v4 မှာငါနဲ့ငါ teammate ကပစ္စည်းကောက်နေတဲ့အချိန်မှာ enemy squad ကကားနဲ့ဝင်လာတယ်ကွာအဲ့ enemy squad ဘာဆက်ဖြစ်မလဲဆိုတာတစ်ချက်ချိုး I got supplies. ဒီ 1v4 မှာငါမပိုင်တာမှန်းပြီး Spider-Man လုံနေတဲ့အချိန်ကားတစ်စီးနဲ့ enemy squad ကိုတွေ့တယ်ကွာအဲ့ squad ကိုဘယ်လိုဖြုတ်ထားလဲဆိုတာတစ်ချက်ရှိုးဒီကောင်ရဲ့ teammate ကငါ့ကိုနောက်ကနေဖင်ထိုက်တယ်ကွာအကောင်ဘာဆက်ဖြစ်မလဲဆိုတာကြည့်လိုက်တော့ဒီ 1v4 နဲ့ပတ်သက်ပြီးမင်းတို့ပဲ comment မှာဒီမှာဘာဖြစ်သွားလဲဆိုတော့ရေးခဲ့လိုက်တော့ဒီ 1v4 မှာ M4+6x ရဲ့ power ကိုပဲ show လိုက်တော့ကွာ
ဒီဝိုင်းဖူမှာငါ apartment ကိုလာတာကွာအဲ့ဒါကို squad တစ် squad နဲ့ငါတွေ့တယ်အဲ့ဒါကို AW1 plus grocer နဲ့ဘယ်လို wipe ထားလဲဆိုတော့တစ်ချက်ကြည့်လိုက်ငါကားနဲ့သွားနေတဲ့ချိန်မှာ event ထဲကတနက်ပြစ်တန်ကြားတယ်ကွာတနက်ပြစ်တန်ကြားမှာတော့ငါလည်းဝင်ပြည့်ရမှာပေါ့ဒီကောင်နေနဲ့ 5v ကိုမှချီတည်တယ် Rozok Hill ပေါ်ကနေတနတ်တန်ကြားတယ်ကွာကဲငါရဲ့စိတ်ပြတ်ဖို့ကောင်းတဲ့ sniper skill လေးကိုလည်းနည်းနည်းကြည့်လိုက်အောင်ငါကေးလို့ကောက်စားသွားတယ်မင်းတွေ့မယ်အကောင်တက်ပြီး event ကိုပြန်လာတော့ပဲရှိသေးတယ်နောက်တစ် squad ကငါ့ရှိကို push လုပ်လာတယ်ကွာအကောင်တွေကိုဘယ်လိုတက်လဲဆိုတော့တစ်ချက်ကြည့်ဒီကောင်တွေပြစ်ပြီးုံပဲရှိသေးတယ်နောက်တစ်ကောင်ရောက်လာတယ်ကွာငါတီမဲ record ခေါ်ရုံပဲရှိသေးတယ်ကွာ enemy ကားတစ်စီးရောက်ဝင်လာတယ်ကွာကဲဘာဆက်ဖြစ်မလဲဘာဖြစ်လဲဒီမှာပစ္စည်းကောက်နေတော့ကားတစ်စီးဝင်လာတယ်ကွာဒီကောင်ရဲ့နာမည်ကိုတစ်ချက်မှတ်ထား event မှာလည်းဒီကောင်တွေနဲ့ပြန်တွေ့သေးတယ်ကွာဒီမှာငါတော့သွားတယ်ကွာငါ team ရဲ့ငါ့ကိုကယ်လိုက်တယ်ငါဘယ်လိုကလစားပြန်ရှည်ထားလဲဆိုတော့တစ်ချက်ကြည့် Watch out ပြီးပါပြီမာယာဒီမှာတစ် squad ဒီမှာတစ် squad ကလစားတော့ရှည်ပြီးပြီနောက်တစ် squad ဖြုတ်အောင်ခုနကငါတတ်ထားတဲ့ကောင်တွေနဲ့ဒီမှာထပ်တွေ့ပြန်တယ်ကွာစုံပြေးလာရင်လည်း enemy နောက်တစ် squad နဲ့ထပ်တိုးတယ်
ဒီမှာငါပြချင်တာငါ teammate ကငါ KA ကိုဘယ်လိုကောက်စားလဲဆိုတော့ပြချင်တာကွာအဲ့ဒါကြောင့်ခေါ်မစော့တာဆိုလိုစော့တာ 40 fps device နဲ့စော့ရတဲ့ခံစားချက်ကိုနည်းနည်းပြ လိုင်းချက် ကြည့်လိုက် reflex လှလှလေးပြတာတော့မှကွာငါကချောသွားတယ်လို့စဉ်းစားကြည့်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲတားကြီးလို့ရေးနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ် bye bye